ကိုဘာတွေတွေးနေတာလဲကိုချစ်ဆုံးကိုပြောစရာရှိတယ်ကိုရေကိုတွေ့လားအိမ်ကြီးကအရန်လာတာပဲနော်ချစ်ဆုံးအဲ့အိမ်လေးမှာနေကျင်လိုက်တာကိုရဲ့ကိုကအလုပ်လဲမကြိုးစားဘူးနော်ဘာလုံးမှမလုပ်ပဲနဲ့ဒီလိုမျိုးကြီးပဲနေတော့မှလားကိုဘဝမှာချစ်ဆုံးရှိသေးတယ်ဆိုတာသိရလားကိုကလေချစ်ဆုံးလိုချင်တာဘာကိုမှတစ်ခါမှလည်းမဖြစ်စီပေးဘူးသူများတွေလိုမျိုးချစ်ဆုံးနဲ့လှလေးနေချင်တယ်ကိုချစ်ဆုံးပြောနေတာကြားရဲ့လား ကိုကြားပါတယ်ဒီဘဝမှာချစ်ဆုံးပုံမှာဂရိတစ္ဆာမေတ္တာတွေလွှဲရင်ကိုချစ်ဆုံးပုံမှာပြည့်စုံမထားနိုင်နိုင်ဘူးလေဒီဘဝတော့ကိုလက်လွတ်ခံလိုက်ပါတော့မယ်ကိုမထားခဲ့ပါနဲ့လို့လည်းမပြောချင်ပါဘူးကိုချစ်ရတာနဲ့လက်လွတ်ခံလိုက်ပါတော့မယ်ချစ်ဘဝမှာကိုဆိုတာအရာရာမဖြည့်ဆည်းပေးနိုင်တဲ့လူတစ်ယောက်ပါအရာရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ချစ်လဲချစ်ပါတယ်တဘဝစာနဲ့အသက်တမျှချစ်တဲ့ကိုရဲ့ဘဝကလေးလေယူကကြည်စားလို့တိုက်တာကိုရွက်နှုတကယ်ကြွေကြခဲ့မိတာပါအရန်ချစ်တယ်လေယူကကြည်စားလို့တိုက်တာရွက်နှုကတကယ်ကိုကြွေရတွေဦးလေရောက်ခဲ့ဖို့ချင်ရချူတော့မေး